Hello ပူတင် vlog ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့တော့ပူတင်ကလှဲထဲမှာရှိတဲ့ဒီ spicy stick ဆိုင်ပေါ့နော်လာစားတာပါဒုတ်ထိုး hot pot ပေါ့နော်ရိုးရိုး hot pot စားရတာညီငွေလာတဲ့လူတွေအတွက်ဒီဒုတ်ထိုး hot pot လေးပြောင်းစားပေါ့နော်အဲ့တော့ပူတင်နဲ့အတူတူ hot pot တော့စားကြမယ်အားလုံးပဲပူတင်နဲ့အတူတူဆက်လက်ပြီးတော့ like ခဲ့ပေးပါပူတင်အစမှာပြောခဲ့တယ်လို့ပေါ့နော်အစကပူတင်ထင်ထားတာက hot pot stick ဆိုတော့ဒီဒုတ်ထိုး hot pot ပေါ့နော်ပူတင်အရင်တော့ကလည်းငယ်တော့ကဒီဆိုင်မှာခဏစားဘူးလေပေါ့နော်သူကဒုတ်ထိုး hot pot လေးတွေပေါ့အဲ့ဒါလေးတွေကိုဒုတ်လေးနဲ့ထိုးပြီးတော့အိုးထဲကိုနှစ်ပြီးတော့ကင်အဲ့လိုမျိုးပြုတ်စားရတာပေါ့နော်အခုတော့သူကရိုးရိုး hot pot ပဲဖြစ်သွားပြီပေါ့နော်ဒီမှာကသူက300ကနေစပြီးတော့အစားရှိပါတယ်ဒီမှာကလေရွေးချယ်စရာတွေရှိတယ်ဆိုပေမဲ့ဒီအတီးရွက်ဆိုလဲဒါပူတင်ပြထားတဲ့ဟာအကုန်ပဲပေါ့နော်အသားငါးဆိုလဲအောက်မှာပြတ်ထားတဲ့ဟာလေးကအကုန်ပဲဒါပေမဲ့သူ့မှာညားနေတာဘာလဲဆိုအသားတူတွေကပုံညားနေလို့ခံစားရတယ်အသားအစ်စ်တွေကတိတ်ပြီးတော့ရွေးချက်စရာတိတ်မရှိဘူးလို့ပူတင်မြင်နေပေါ့နော်ပါတဲ့ဟာဆိုရင်လည်းအမြင်နဲ့တိုင်းပဲပေါ့နော်အထဲမှာတစ်ဖက်နှစ်ဖက်အဲ့လိုပါတာလည်းအရန်ပါပြီးအရန်နေတယ်လို့ခံစားရတယ်ပြီးတော့ဈေးကလည်းအရင်တော့ဆိုတော်တော်လေးတက်တာတဲ့ထဲပါတယ်ပေါ့နော်အခုဈေးနည်းနည်းလေးကြီးသွားပြီပေါ့နော်ပူတင်တို့2ယောက်စားတာတော့မှ4000ကုန်ခဲ့တယ်ပေါ့နော်အဲ့ဒီချိန်တုန်းကပူတင်တို့တခြားမှာhot pot ပူပေးပေါ့နော်တော့စားမယ်ဆိုလို့ရှိရင်တော့မှတစ်ယောက်ကို1000ဝယ်2ယောက်ကိုဆိုရင်3000ပဲကြမှာပေါ့နော်အဲ့ဒီကပူတင်တို့စားတာ4000ကျခဲ့တဲ့ပြင်ကိုဘာမှဘိုက်တောင်မဝါခဲ့ဘူးပေါ့နော်အမှန်တိုင်းပြောရရင်ပူတင်အိုက်ဆိုင်လေးကိုလေအရင်တော့ကစားဘူးလို့ကောင်းလို့ထပ်သွားစားတာရဲ့ပြီးတော့အခုလက်ရှိ vlogger တော်တော်များများကလည်းဒီဆိုင်ကိုအရန်အကောင်းနေဆိုပြီးတော့ comment ပြီးကြော်ညာနေတဲ့အတွက်ကြောင့်မလို့ပူတင်တို့2ယောက်သွားစားပြစ်ခဲ့တာပေါ့နော်ပူတင်တို့အဲ့ဒီကကန်ဆန်မဲ2ဆောင်ရခဲ့တယ်ပေါ့နော်1000ဝယ်ကို1ဆောင်ပေးတယ်လို့ပြောပါတယ်ပူတင်တို့4000ဆိုတော့2ဆောင်ရခဲ့တယ်ပေါ့နော်ပူတင်တို့အဲ့ဒီကတိတ်တပုံမကြတာဟင်းရီပေါ့နော်ပူတင်တို့ဘယ်ဆိုင်ဖြစ်ဖြစ် hot pot ဆိုင်တွေတော့စားလို့ရှိရင်တော်တော်များများကဟင်းရီက free ပေးတာများတယ်ပေါ့နော်အဲ့ဒီဆိုင်မှာပူတင်တို့ဟင်းရီဘူကို2500လားမသိဘူးကောက်တယ်ပေါ့နော်ဒါပေမဲ့သူတို့နောက်ပိုင်းမှာ FOC ပေးသွားတယ်လို့တော့ပြောပါတယ်ဒါကတော့သူတို့ပေါက်လို့ရှိရင်ပေးတဲ့ smart watch ပေါ့နော်ပူတင်တို့ဒီဆိုင်ကိုအရင်တော့စားဘူးရတာတော်တော်လေးကောင်းလို့ခဏတော့စားတဲ့ဆိုင်ပေါ့နော်ဒါပေမဲ့အခုလေအရသာလုံးဝရုပ်ပွဲထွက်နေတာ哦အခုလုံးဝအရသာကမတူတော့တဲ့အပြင်ကိုအရန် quality ကျသွားတယ်လို့ခံစားရတယ်ပေါ့နော်ခင်းရဆိုလို့ရှိရင်လေဒီတိုင်းပဲပေါ့နော်တောက်ရတာအရသာကနည်းနည်းပို့ရွှတ်နဲ့လေဘာလို့မှမသိအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အားနာလို့ပူတင်ပြောတော့မပြောခဲ့ပါဘူးအထဲမှာပါတဲ့ ingredients တွေကလေတိတ်ပြီးဘာမှတော့တိတ်ပြီးမပါတဲ့လောက်နီးပါးကိုရှိရလို့ပူတင်ထင်နေပေါ့နော်အခုဆိုရင်တော့ပူတင်တို့စားဖို့မှားထားတာတွေအကုန်လုံးပြုတ်နေပါပြီပူတင်တို့4000ပို့ဆိုတာလေနောက်ဆုံးမှာပူတင်ပုံလေးထည့်ထားပြီးတယ်ဒီကအစကလေပူတင်ဒီဆိုင်တော့စားတဲ့ vlog လေးတင်တော့မတင်တော့ဘူးလို့ဆုံးဖြတ်ထားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပြောရမှာကpositive နဲ့ negative တွေကနည်းနည်းများနေတော့လေဆိုင်လေးရဲ့လိပ်စာတော့ပူတင်ပြောဖို့မိနေတာဆိုင်လေးကလေဦးထွန်းလေး channel လဲတန်းအပေါ်ဓာတ်မှာရှိရေပေါ့နော်အပေါ်ပထမဓာတ်မှာဆိုင်နေအောင်အခြေဝန်းလေးကလေအရန်တော့မကျဲပေးမဲ့ဒါပေမဲ့လူတော်တော်များများတော့ဆန့်နေပေါ့နော်ပူတင်ဒီမှာအခုဆိုတော့စပါပြီပကံတွေကဘာနှိုက်လိုက်လဲလို့သူတို့ထင်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကလေမှုဘက်ပါတိလားမှုဘက်မြင်ရလားမသိဘူးပူတင်တို့အဲ့ဒါတပွဲမှာအဲ့အဖက်နှစ်ဖက်ပဲပါတယ်ဟောပူတင်ဒီ vlog ရဲ့နောက်ဆုံးမှာအဲ့ဒီမှုဘလောက်ကြီးလဲဆိုရဲဟာလေးပေါ့နော်ပုံလေးထည့်ထားပေးပါတယ်ဒါကတော့အချင်းကြီးပေါ့နော်ပူတင်ပြောရရင်တော့မကောင်းတဲ့ထဲကကောင်းတဲ့အချက်လေးပေါ့နော်အချင်းကြီးကတော့ဆက်ထားတာဆိုင်ကဝန်တန်းလေးတွေဆက်ပေးထားတာဒါပေမဲ့အချင်းကြီးကတော့အဆင်ပြေရေပေါ့နော်စားလို့ကောင်းပါတယ်တကယ်လို့များပူတင်လိုမျိုးပေါ့နော်တခြား food blogger တွေရဲ့ recommend ပေးမှုကြောင့်အဲ့ဒီဆိုင်မှာတော့စားပြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ကြက်ရည်နှီးနဲ့အဲ့ဒီအချင်းနဲ့စားပြအောင်စားခဲ့ပါလို့ပူတင်ကအကြံပေးချင်ပါတယ်ပူတင်ရဲ့ honest review လေးကိုတော့အပေါ်မှာအမှတ်ပေးထားပါတယ်ပူတင်တို့လေအဲ့ဒီက2ယောက်စားခဲ့တာလေရင်ခံပြီးဟိုလေကုံတော့မကုံဘူးပေါ့အရသာလေထူးထူးခြားခြားကြီးထူးခြားပြီးတော့နောက်တစ်ခါသွားစားရလောက်အောင်ဒီကောင်းနေတာမျိုးတော့မရှိဘူးတော့ပုံမှန်ပါပဲသူကလေတခြားရှိရတချို့ဟော့ပေါ့ဆိုင်နေအရသာတော်တော်ဆူဆူရွာလေအဲ့လောက်ကြည့်တော့ဆူဆူရွာတော့မရှိဘူးပုံမှန်အခြေအနေမှာတော့ရှိရပေါ့နော်ဒါပေမဲ့လေအဲ့ဒီပုံမှန်အရသာဒီအခြေအနေမှာဒီဈေးနဲ့ဆိုရင်တော့ပူတင်တို့ပြောရရင်ဒါဈေးကြီးတဲ့ထဲပါတယ်လို့တော့ပြောရမှာပေါ့နော်ပူတင်အနေနဲ့ပြောရရင်တော့လေဒီဆိုင်ကိုနောက်တစ်ခေါက်ပြန်သွားစားအောင်မလားဆိုပြီးပြောလို့ရှိရင်လေပူတင်တော့မစားတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဓိကတော့ဈေးရဲ့အရသာရဲ့အကြောင်းပေါ့နော်။ဒီနေ့ပူတင်ပြပြသွားတဲ့ vlog လေးကတော့ဒီလောက်ပါပဲ။တကယ်ချင်းတို့အတွက်အကျိုးရှိတယ်ဆိုရင် like share subscribe follow လုပ်သွားဖို့လည်းမမေ့ကြနဲ့အောင်နော်။ပူတင်ရဲ့ဒီ vlog လေးတွေကို Facebook page မှာကြည့်ရတာအခက်အခဲရှိတယ်ဆိုလို့ရှိရင်လေ YouTube channel လေးမှာစောင့်ပြီးတော့ကြည့်ရှုလို့ရပါတယ်နော်။အဲ့တော့အားလုံးပဲတက်တာပူတင်နဲ့တူတူနောက် vlog မှာပြန်တွေ့ကြမယ်နော်။